ဒီနေ့ဗျာ grade 11ကလေးတယောက်ဗျာဒီကဗျာကိုသူကြက်နေတယ်ဗျာကျွန်တော်အရန်ကြိုက်ခဲ့တဲ့ကဗျာဒီကဗျာကိုသိလားသမီးလို့ကျွန်တော်အရန်ကြိုက်လဲရွာဒီကဗျာလေးသူ့လိုင်းမှာလဲဟိုကလုံးဝ just saying what is this life if full of k ဒီဟာဒီ k ဒီဂယူးဆိုင်တာမဟုတ်ဘဲနဲ့ပူပင်စရာဆိုလို့ဘာလို့ကျွန်တော်တို့ပြောလို့ရလဲဆိုတော့ဒီအောက်ကစာကြောင်းကြောင့် we have no time to stand and stare ငါတို့မှာအချိန်မရှိဘူးရက်ပြီးတော့ stare ဆိုတာငေးကြည့်တာရပ်ပြီးတော့ငေးကြည့်တော့ငါတို့မှအချိန်မရှိဘူးတဲ့ no time to stand beneath the boards တက်ကိုင်းတွေပြောတာနော် and stairs as long as sheep or cows အဲ့တော့ stairs ဆိုတာကြတော့ငေးကြည့်တာ as long as sheep or cows ဒီမှာ as long as ဆိုတော့ရေးထားတယ်နော်ဒါအချိန်ကြာမြင့်အောင်သူကဆိုလိုချင်တာဗျာဒီ sheep တွေ cow တွေအချိန်ကြာငေးကြည့်နေဖို့တော့ကျွန်တော်တို့မှာတစ်ပင်အောက်မှာပေါ့နော်တစ်ပင်အောက်မှာရပ်ပြီးတော့ငေးကြည့်နေဖို့တော့အချိန်မရှိဘူးNo time to see one wood sweeper ဒီမှာတစ်သားလို့ပြောဒါဒီကောင်ဒီမှာသူကဟိုတော့တုံးထားတာပေါ့နော်တစ်တော်ကိုပြောချင်တာတစ်တော်တွေငါတို့ဖြတ်သွားတဲ့အခါမှာ where squirrels hide their nets in grass squirrel ကဒီ squirrel ကကျွန်တော်ရှင်းလေးရတာအခွန်မာသီးလေးတွေကိုဒီ grass ပေါ့နော်မြက်ခင်မြို့မှာသူတို့ကဖွက်တာပေါ့ဒါသူတဘာဝတရားကိုယူညွှန်းတာဗျာဒီအသီးတွေပါလေဆိုသူတို့ကဖွက်ထားတာတို့ကစားတာတို့မျိုးလုပ်တတ်တယ်No time to see in broad daylight, strings full of stars, light skies at night. ဒီစာသားလေးကျွန်တော်အရန်ကြိုက်တယ်ဗျမိုက်တယ်အရန်မိုက်တယ်ကြည့်ရအောင် No time to see ကြည့်ဖို့အတွက်အချိန်မရှိဘူး in broad daylight နေ့ခင်းကြောင်တောင်ကြီးမှာဗျနော် broad daylight မှာတော့ကျွန်တော်ကြည့်ဖို့အတွက်အချိန်မရှိဘူး strings full of stars ဒါအရန်ကိုမိုက်နော် strings ဆိုတာကြတော့စမ်းကြောင်ပေါ့နော်ရေပြင်လို့လည်းပြောပြရတယ်မှာ full of stars ကျယ်တွေနဲ့ပြည့်နေတဲ့စမ်းကြောင်ကျယ်နဲ့ပြည့်နေစမ်းကြောင်းမှာကျယ်ရဘလို့ပြည့်နိုင်မှာလဲပေါ့နော်ကျွန်တော်စဉ်းစားငယ်တော့ကျွန်တော်10တန်းတော့ဒါသင်တော့တကယ်တော့မဟုတ်ဘူးဗျာကျွန်တော်နေ့ခင်းမှာနေရက်၄အောင်ကကျွန်တော်အဲ့ဒီဟာကိုဘယ်လိုသိသွားလဲဆိုတော့ကျွန်တော်10တခုကျွန်တော်သွားတယ်အဲ့ဒီ10နာမည်ကအဇင်း10ဗျာအဇင်း10ကိုသွားတော့သူကနေအောင်ကထိုးနေတယ်အဲ့ဒီချိန်မှာကျွန်တော်အဲ့ဒီ10ကိုကြည့်လိုက်လို့ရှိရင်10ထဲမှာအယောင်တက်လက်နဲ့ကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကဘာတွေလဲဆိုတော့ကျွန်တော်ကျယ်တွေနဲ့တူတယ်ဗျာအဲ့ဒါကြောင့်မို့သူက strength full of star ကျယ်တွေနဲ့ပြည့်နေတဲ့စမ်းကြောင်းလို့ပြောတာ light skies at night ညမှာမူနော်ဒီညဘက်ပေါ့နော်ကောင်းကင်ညဘက်ကောင်းကင်လိုမျိုးပဲကျယ်တွေနဲ့ပြည့်နေတဲ့စမ်းကြောင်းအဲ့ဒါကိုလည်းကျွန်တော်တို့ကြည့်ဝေးချိန်မရအောင်အဲ့ဒီကအရန်လာတယ်ဗျာကြည့်နော် no time to turn at beauty's glance အလှတဲ့အရာကိုကျွန်တော်က turn at ဆိုတာလှည့်တာ glance ဆိုတာတစ်ချက်ကြည့်တာပေါ့နော်တစ်ချက်လေးလှည့်ကြည့်ဖို့အတွက်အလှတရားကိုတော့ကျွန်တော်ကတစ်ချက်လေးလှည့်ကြည့်ဖို့အတွက်အချိန်မရှိဘူးတဲ့ဆိုတော့ beauty ဆိုတာဒီမှာလေလှပလို့သူ့ရဲ့ဟိုချစ်သူလို့အဲ့လိုမျိုးပြောတာဖြစ်နိုင်တော့မိသားစုလို့ပေါ့သူ့ရဲ့ဇနီးမယားအဲ့လိုမျိုးလည်းဖြစ်နိုင် and watch her feet how they can dance အဲ့သူ့ရဲ့ဘာတွေကိုကြည့်မလဲဆိုတော့ဒီခြေထောက်လေးတွေပေါ့နော်ဘလို့ကလဲဆိုတော့ကြည့်ဖို့အတွက်အချိန်မရှိဘူးတဲ့ no time to wait till her mouth can and reach that smile her eye began ဒါလေးကတော့အရန်လှအဲ့တော့ wait ဆိုတာကျတော့စောင့်စားမှုအတွက်အချိန်မရှိဘူး her mouth can and reach နော်ဒီမှာနဲ့ဆက်သူမရဲ့ပါးစပ်က can and reach ဆိုတာဒီမှာရေးထားတယ် add beauty to something အဲ့တော့အလှတရားကိုတိုးအောင်လုပ်လိုက်နော်ဘာအလှတရားကိုတိုးအောင်လုပ်လိုက်ဆိုတော့ that smile her eye began မျက်လုံးကနေစားလိုက်တဲ့အပြုံးရဲ့အလှတရားကိုသူ့ရဲ့ပါးစပ်ကတိုးအောင်ပြုလုပ်ဖို့အတွက်အဲ့ဒါကိုကျွန်တော်ကစောက်ဖို့အတွက်အချိန်မရှိဘူးဆိုလိုတာပါလို့ကျွန်တော်တို့ကပြုံးဒီမျက်လုံးကစတယ်အဲ့လိုမျိုးတို့ကယူဆတာအဲ့တော့ကျွန်တော်တို့မျက်လုံးကစလာတဲ့အပြုံးကပါးစပ်ကိုရောက်တဲ့အထိတောင်သူကစောက်ဖို့အတွက်အချိန်မရှိဘူးအဲ့ဒါကိုပြောတာ a poor life this if ဒါအရင်ကတနာဖို့ကောင်းတဲ့ဟာဘဝတစ်ခုဖြစ်မယ်တဲ့ if အကယ်၍ပေါ့နော် full of care လူမျိုးပူပန်ကြရတဲ့ပြည့်နေ we have no time to stand and stay ဒါအရင်ကောင်းတဲ့ကြပြလေးပါအဲ့တော့ကြိုက်ရဆိုရင် like subscribe follow အကုန်လုပ်လို့ရပါတယ် peace out follow for more